တလီကြပါအလုံးမမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာငှက်ကြီးတောင်လို့ခေါ်တဲ့ဟင်းရွက်အမျိုးအစားတစ်မျိုးကိုချက်စားဖြစ်ပါတယ်ငှက်ကြီးတောင်ဆိုတာကြတော့ဗမာလိုမျိုးခေါ်လို့ရှိရင်တော့ငှက်ကြီးတောင်ပါဒီဟင်းကိုရခိုင်လိုမျိုးခေါ်တဲ့ခါကြလို့ရှိရင်တော့မှုဟင်းလို့ခေါ်ပါတယ်မှုဟင်းဆိုတာမှုမလို့မဟုတ်ဘူးเนาะဒီလိုမျိုးဘာကြောင့်လဲခေါ်ရလို့မသိဘူးဒါပေမဲ့မှုဟင်းလို့ခေါ်ပါတယ်ဒါအကြတော့ရေစက်တွေမှာပေါက်တာပါရေတက်ရေကြရှိတဲ့အမျိုးရေဆက်ဆက်လေးတွေမှာပေါက်တာပေါ့နော်မိုယိုးကကြတော့ဒီမလေးရှားမှာမိုယိုးကအရန်နဲ့မှကြီးပါတယ်ဒီမှာဗာမြင်တဲ့အတိုင်းပါပဲသူကအတုပ်ကြီးတွေကလည်းအကြီးတွေပေါ့နော်ပြီးတော့မလေးရှားမိုယိုးကကြတော့သူကအခါတက်လေးနဲ့ရှိပါတယ်မြန်မာကအဲ့ဒီရခိုင်ကမိုယိုးကကြတော့ဘယ်လိုဖြစ်လဲဆိုတော့သူကအရှိုတက်လေးပါသူရဲ့ဒီလိုမျိုးခူးလာတဲ့မိုယိုးကိုတစ်ခါနဲ့မှချက်စားလို့ရပါတယ်သူကပြုတ်ပြီးတော့တိုးစားလို့ရှိရင်အရန်နဲ့မှကောင်းပါတယ်ဒီမလေးရှားမို့ရောကကြတော့ဒီလိုမျိုးအတုပ်ကြီးတယ်ခါတက်ရှိတယ်သူကြတော့ခူးလာပြီးတခါလေးချက်စားလို့မရပါဘူးပြုတ်ပြီးတော့မှချက်စားလို့ရပါတယ်ပြီးတော့ဒီရွာခိုင်မှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးအပင်ကတသေးလေးတွေဒီလိုပေါက်တုပ်လေးလို့ခေါ်တယ်ပေါ့နော်ဒီလိုမျိုးတသေးလေးဆိုချင်အဲ့လိုကောက်လေးတွေကြီးပဲတက်လေးအဲ့လိုမျိုးလေးလှော်စားလို့ချင်းနေအရင်နဲ့မှကောင်းတယ်ဒါပေမဲ့ဒီမလေးရှားမှာကြတော့အဲ့လိုမျိုးတက်လေးလှော်စားလို့ကြတော့မလွယ်ဘူးပေါ့နော်ဒီလိုမျိုးအစိမ်းစားရတာနဲ့ကိုကျေးဇူးတင်နေလာပြီဘာလို့လဲဆိုတော့လေနိုင်ငံခြားမှာရောက်လို့ရှိလို့ချင်းလူတိုင်းကိုရွာမှာဘာမစားဘူးဆိုပေမဲ့နိုင်ငံခြားရောက်တဲ့ခါကျတော့ချင်းလေတန်းတာတယ်ပေါ့နော်မရှိတဲ့ခါကျလေဟိုကလေးစားချင်လိုက်တာဒီကလေးစားချင်လိုက်တာဆိုအမျိုးအစိမ်းတွေရပြီဆိုလို့ချင်းလေအရင်နဲ့မှပြောရပဲမဟုတ်လို့ရှိရင်လေဟင်းနေဆိုလို့ချင်းလေအလျှောက်တွေမှာစားရတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီမျိုးအစိမ်းတွေစားရပြီဆိုရင်လေအရင်နဲ့မှကျေးဇူးတင်တယ်ဒီလိုမျိုးတက်တုပ်လေးတွေပေါ့နော်ဒီလိုမျိုးတက်တုပ်လေးဆိုရင်ရွာမှာဆိုတက်လေးရောင်းလာသူကလေတက်တုပ်လေးတွေပဲအဲ့ဒါလေးတွေကိုလှော်စားတာပေါ့နော်အဲ့လိုမျိုးဒါလေးကတော့လေဗီဒီယိုလေးကဒီငှက်ကြီးတောင်ခူးလာတဲ့ဟာလေးကိုသူ့ကိုဘယ်လိုမျိုးခူးရတယ်ဆိုတာလေးကိုသိစေချင်လို့ပေါ့နော်ဒီဗီဒီယိုလေးကိုထည့်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်ပြီးပြီဆိုလို့ရှိရင်ဒီငှက်ကြီးတောင်လေးတွေကအိမ်ကိုရောက်လာပါပြီအိမ်ကိုရောက်လာပြီဆိုလို့ရှိရင်ဒီတိုင်းနဲ့မှချက်စားလို့မရပါဘူးသူ့ကိုလိုတလို့အရွယ်စားလေးပိုင်းဖြတ်ရပါမယ်ပြီးတော့ဒီအလုံးလေးတွေအပင်လေးတွေကြီးနေတဲ့ခါကျတော့သူ့နှစ်ချမ်းပြီးလို့ရှိလို့ရှိရင်မှဒီဟာကိုဟိုအရင်ဆုံးပြုတ်မယ်ပေါ့နော်ပြုတ်တဲ့ခါကျလို့ရှိရင်သူ့လေးမကြီးသီးလေးထည့်ပြီးတော့ပြုတ်ပေးရပါတယ်မကြီးသီးလေးထည့်ပြီးတော့ပြုတ်ပြီးတော့သူက2ရေ3ရေပြုတ်ထုတ်လိုက်ရပါတယ်ဒါမှဒီလိုမျိုးအယောင်လေးတွေကဖြူပြီးတော့စားကြည့်ပြီးတော့မခါတော့ချိုသွားပြီဆိုတဲ့အနေထားရလို့ရှိလို့ရှင်တော့စပြီးတော့ချက်စားလို့ရပါပြီဒီအနေထားမှာပြုတ်ပြီးတော့တိုးစားလို့ရပါတယ်ငရုတ်သီးကျိတ်နဲ့ပါတကယ်လို့ငရုတ်သီးထောင်းတဲ့ကိုကပြုတ်ပြီးတော့မစားရှင်မှုဆိုလို့ရှိရင်တော့ချက်စားပေါ့နော်ချက်စားလို့ရှိရင်မှုရိုးကအရင်နဲ့မစားလို့ကောင်းပါတယ်ပြီးပြီဆိုလို့ရှိရင်သူ့ကိုအရင်ဆုံးငရုတ်သီးလေးလှော်ထားပေးလိုက်ပါမယ်ဒါကတော့ငရုတ်သီးလှော်ထားတဲ့စီပါစီရလည်းမများပါဘူးသူကစီမင်းများလေးနဲ့လှော်စားတာပေါ့နော်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီငရုတ်သီးလေးတွေကကြော်ပြီးသွားပြီဆိုတော့သူကကျွတ်လေးဖြစ်နေပြီဆိုတော့ဒီတဲကိုဒီစီတဲကိုပဲရေထည့်မယ်ဒီစီတဲကိုရေထည့်ပြီးတော့သူရဲ့လိုအပ်တဲ့ငပိရဲ့စားရဲ့အရှမုံရဲ့ပေါ့နော်ဒီဥစ္စာတွေကိုတစ်ခါတည်းနဲ့ဒီဟင်းရဲ့အိုးထဲမှာထည့်ပါမယ်ဒါတော့စားအရှမုံထည့်ရပါတော့အရင်ဆုံးငပိထည့်တယ်ငပိထည့်ပြီးတော့မှစားအရှမုံလေးထည့်တယ်ဒီကတော့လေဒီဟင်းလေးရှဲရတာအရင်နဲ့မှလွယ်ကူတယ်ဒါပေမဲ့စားလို့ကောင်းတယ်တော်တော်လေးကိုကောင်းတယ်ပေါ့နော်ပြီးတော့ဒီငရုတ်သီးကိုကကြော်ထားတဲ့ငရုတ်သီးလေးကိုနေလိုက်ပါမယ်နေတဲ့ခါကျတော့ဒီလက်အင်းနဲ့နေတဲ့ခါကျတော့လက်တွေပါလေးမပူတော့ဘူးပေါ့နော်ဒါတော့ကိုယ်စိတ်ကြိုက်ပေါ့နော်ဒီမျိုးလင်လိုက်တယ်နေပြီးဆိုတော့ဒီမှာဟင်းရဲ့အိုးကပေါ့ဆူလာပြီဆိုတဲ့အခါကျလို့ရှိလို့ချင်းအဲ့ဒီနေထားတဲ့ငရုတ်သီးကြော်တွေကိုထည့်မယ်ငရုတ်သီးကြော်တွေထည့်ပြီးတော့ဒီဟင်းရဲ့အိုးကရပြီကိုကလေကိုယ်စိတ်ထဲမှာအကြက်နေပြီဆိုတဲ့အချိန်ကြတဲ့အခါကျလို့ရှိလို့ချင်းငှက်ကြီးတောင်တွေကိုထည့်မယ်ငှက်ကြီးတောင်ကကြတော့သူကချက်ပြီးသားပေါ့နော်သူက2ရေ3ရေပြုတ်ထုတ်ထားတာပေါ့နော်ဒါပေမဲ့သူ့ကိုပြုတ်တဲ့အခါကျတော့ဒီတိုင်းပလိန်ပြုတ်လို့မရပါဘူးဒီတိုင်းပြုတ်လို့ဆိုလို့ရှိရင်သူကပျော်သွားမှဖြစ်ပါတယ်ဒီလိုမျိုးသူကိုမကြီးသီးမြဲဖြစ်ဘာရှင်ဖြစ်ပေါ့နော်အရှင်တစ်မျိုးထည့်ပြီးတော့ပြုတ်ရပါတယ်ဒါမှပဲဒီဟာလေးကဒီလိုမျိုးလှလှပပလေးရမှာဖြစ်ပါတယ်ပြီးတော့ဒုစာမေ့ပြီးတော့မကြီးရထည့်လိုက်ကြမကြီးရမပြခလိုက်ပေါ့နော်ဒါမှဒါမကြီးရပါမကြီးရထည့်ပြီးဆိုလို့ရှိရင်တော့ဒီဟင်းကိုလိုအနေထားအချောက်ဒီလိုမျိုးနေထားရပြီဆိုလို့ရှိရင်တော့အရန်နဲ့မှစားလို့ကောင်းတဲ့ငှက်ကြီးတောင်ဟင်းလှော်တစ်ခွက်ရပါပြီဒါကလှော်တာပေါ့နော်ဒါမှစီထည့်ပြီးတော့လှော်တာပါအရန်နဲ့မှစားလို့ကောင်းပါတယ်သူကလေသူ့မှာအချိုတက်ရှိတယ်ဒါပေမဲ့ဒီမလေးရှားမှာတော့ဘာကြောင့်မလို့ခါတက်လေးပါသွားလဲမသိဘူးပေါ့နော်ဗီဒီယိုလေးတွေကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများပဲတင်ပါတယ်ရှင်